setting download ဆွဲရတဲ့ setting နဲ့ဆိုတော့ခွင့်ရတော့ download ဆွဲပါနဲ့ download ဆွဲဆိုdownload ဆွဲပြီးဝိုင်းလာမဆွဲပြီးတော့မသိလို့ဒါမဲ့မဆွဲရသေးရင်လည်းအခုအပါတော့ဖုန်းက Android ဆိုတော့ဒါတော့ဒီ Apple Store နဲ့တော့အပါတော့တဲ့ Google Store ပိုင်းနေမှာပေါ့အဲ့ဒါမှ Trading View လို့ရေးချလိုက်ပါနဲ့ဒီဟာအဲ့တော့သိပါတယ်ဒီမှာ Trading View ဆိုပြီးတော့ဒီမှာဒီတခုကနေအမှဒီတခုအော်မှာ update ပေါ်နေအခုကတားမှာ update လို့ပြနေအဲ့ရှိပြီးသားမို့မရှိရတယ်လို့ရှင်အမှ download ဆိုပြီးဆွဲလိုက်ပါနဲ့ဒါ update ဆို update လုံးနေပြီးတော့ဖွင့်လိုက်ပါနဲ့ဖွင့်လိုက်လို့ရှင်ရင်ဘာလို့ကဒီနမှာရှုပ်ရှက်ခန့်နေလည်းမပြတာကဒီမျိုးကြီးဖြစ်မှာမဟုတ်ဒါမျိုးဖြစ်နေတယ်မှာဒါမျိုးလေးဟုတ်တယ်ဒါမျိုးဖြစ်နေလည်းမယ်ပြီးတော့အမဲရောင်ဖြစ်နေတယ်မှာအမဲရောင်နဲ့အဖြူရောင်တွေကအနောက်က background အမဲရောင်အဖြူရောင်တွေကပြောင်းချင်လို့ချင်းဒီ menu ထဲမှာအခုဒီအောက်မှာတော့ငါအခု watch list charge explore idea menu ဒီအောက်ဆုံးမှာလေ menu ထဲမှာအခုတကယ်လို့အကောင့်ကသူကဖွင့်ချင်းတခါတည်း sign up လုပ်ခဏနေမှာတကယ်လို့မလုပ်ရသေးရင်ဒီမှာတွေ့လာအခု step free trial ဆိုပြီးအောက်မှာ sign in ရှိတယ်အဲ့ဒါမှအမှ sign in လုပ်လိုက်ပါနဲ့အမှ Google နဲ့ sign in ဆိုပေမဲ့ကိုကအကောင့်မရှိသေးရင်တော့ sign up လုပ်မှာပေါ့အဲ့ဒါအောက်ဆုံးကိုကြည့်ရတယ်လားအောက်ဆုံးမှာ don't have an account sign up ဆို account နိုင်လေလို့ရှင်တခါအဲ့ပဲပြန်ပေါ်လာအဲ့ဒါပြီးတော့ Google လို့ရွေးပြီးတော့မှအခု YouTube ဟောဖွင့်ထားတဲ့ account နဲ့တခုလုပ်လိုက်ပါနဲ့အဲ့ဒီ account ဖွင့်တာတော့ရပါတယ်လွယ်လေးပါပြီးတော့အဲ့လိုပဲမှတ်ထားလိုက်ပါနဲ့ဟိုဟာတွေ password တွေပါညာတွေမှတ်ထားလိုက်ပြီးတော့ဒီအခုအနောက်ကအဖြူတွေအမဲတွေကဟိုအပေါ်ညာဖက်တောင်းမှာတွေ့လားအမှအဲ့လို try စတူဘယ်လိုကောမလဲ setting ပုံစံလေးတလား setting ပုံစံလေးနားမှာကြည့်လိုက်လို့ရှင်တော့ဒီမှာအကုန်လုံး setting လာလုပ်လို့ရဒီမှာလာချမ်းပုံစံလေးနဲ့ team နားမှာဒီမှာ system ဟာ you လောက်ထားလို့တွေ့လား system ဟာအမတ်ချက်ထားတော့ system အမတ်ချက်ထားတော့သူကအခုလိုပြင်နေဒီမှာ dark လို့လဲလို့ရှင်လေမင်းအောင်ဖက်တော့မယ် light system ဆိုတော့သူနီးနေညဖုန်း automatic ပြောင်းနေတဲ့အတိုင်းလိုက်ပြောင်းဆိုပြီးတော့ခိုင်းထားတဲ့အတိုင်းပါပဲအဲ့ဒါတော့ color ကိုဟိုပြောင်းခြင်းပြောတာခဏလေးကျရင် color ဘယ်နှပြောင်းဖြစ်နေမှာဆိုလို့အဲ့ဒါက color ပြောင်းနေအခုပြီးတော့ဒီမှာဒီဟာတွေအကုန်လုံးမြင်နေရမလားဒီဟာတွေမြင်နေရပြီးတော့ chart ကြည့်လိုက်လို့ရှိရင်ဒီမှာ show policy တက်နေဆိုတော့ဒါကကျွညာတက်နေတာတွေကျွညာဒါ Apple ရဲ့ stock ကိုပြနေတာ Apple yes stop အဲ့တော့ကိုကြီးချင်တာ Bitcoin တခုပဲကြီးချင်တာဆိုတော့ဒီကောင်တွေအကုန်လုံးရှင်းထုတ်ချပလိုက်ရှင်းထုတ်ချလို့ရှိရင်ဒီကောင်ဒီလိုဘေးကိုဆွဲလို့ရှိရင်အမိတ်တောင်ပုံစံလေးထွက်လာအကောင့်နဲ့အကုန်လုံးလိုက်ဖြတ်လိုက်အခုကမလုပ်ပြောက်ဆိုတော့ sign up လုပ်ခိုင်းမှာမို့လေအဲကြောင့်ဒါ sign in မလုပ်ထားတော့အဲ့လိုဖြစ်နေဟောအခု sign in လုပ်ထားပြီးရင်အကုန်လုံးလိုက်ဖြတ်လို့ရှိရင်အကုန်လုံးရှင်းသွားဒီ Bitcoin မှာဖယ်ထုတ်လိုက်ဒီ Bitcoin ကကြီးနေကြ Bitcoin မဟုတ်အကုန်လုံးရှင်းထုတ်ပြီးသွားပြီဆိုကြကြမှာအောက်ဆုံးမှာအပေါင်းလက္ခဏာနိုင်လိုက်ပြီးတော့အခုကြီးနေတဲ့ဟာ BTC USD ဆိုပြီးတော့နှိပ်ချလိုက်လို့ရှင်ရင်အမှ၄ခုမြောက်ကဟာအမှ Trading View logo လေးနဲ့တွေ့လား Trading View logo နဲ့ crypto ဆိုပြီးအောက်မှာ spot crypto ဆိုပြီးတော့ရေးရတဲ့ဟာဒီတခုဒီတခုကြည့်မှာအဲ့တော့watch list ထဲမှာဆိုတော့ဒီထဲမှာရိုက်ထည့်လိုက်ပြီးတော့ account ရွေးလိုက်ပြီးတော့ဘေးမှာအပေါင်းလက္ခဏာလေးရှိတယ်အပေါင်းလက္ခဏာကိုနှိပ်လိုက်လို့ရှိရင်စောစောတော့ကိုယ့်ရဲ့ဒီ list ထဲမှာလာပေါ်လိုက်မယ်ဒီ list ကကိုကအကုန်ဖြတ်ပြီးသွားပြီလေဖြတ်ပြီးသွားဟာတခုတည်းပဲထည့်ထားတဲ့သဘောမျိုးပေါ့အဲဆိုလို့ရှိရင်ပြန်ကြည့်လောက်မှကိုကဟိုမရနေတော့ BTC USD ဒီ crypto ဒီဟာဒါမျိုးနှိပ်လိုက်လို့ရှိရင်တော့ဒါမျိုးပေါ်လာမှာအဲဆိုလို့ရှိရင်အခု trade ဆိုတဲ့အမဲရောင်ဘာကြီးတွေ့ရမလားအပေါ်ကြည့်လို့ရှိရင်ဆို 1D 1W 1M ရေးထားတဲ့ဒီညာဘက်အစုံဆုံးမှာ၄အောင်ကွက်လေးနှိပ်ချလိုက်တော့ဒီမျိုးဖြစ်သွားအကြီးအမှသူတို့အကြီးဆွဲပေါ်လာတဲ့ပုံစံမျိုးပေါ့တကယ်လို့စောစောတော့အောက်မှာဒီလိုမျိုးတခြားမြင်းချောင်းတန်းပုံစံတခြားဟာတွေဒီမျိုးမှာမြင်းချောင်းတန်းကြီးပေါ်နေတယ်အဲ့ဒီဟာတွေအဲ့ဟာတော့
indicator ထဲထားလို့ခေါ်မှာပေါ့ indicator အခုဒီထဲမှာထဲလို့ရဆိုလို့ indicator ဆိုတဲ့စကားလုံးမှတ်ထားလေးပေါ့ indicator ဆိုတဲ့ဟာဒီအောက်ကနေကြည့်လို့ရှင်အမှခဲတန်းပုံလေးလေဟိုအခုဒါ EURUSD ဆို euro နဲ့ US dollar ကြည့်နေမလားအမှဆိုလို့ရှင် EURUSD အောက်ကိုကြည့်နေလေ EURUSD ပြီးတော့ 1D ဆိုတာတရက်စာဖျောင်းနေတဲ့တရက်စာကိုပြနေပြီးတော့အမှခဲတန်းရဲ့ဘေးမှာအမှစက်တင်ပုံစံလေးပြနေအကောင့်နှိမ့်လိုက်လို့ရှင်အခုစသမြင်လာချင်းကအမှများနှစ်ခုအပေါ်အောက်ပြနေမလား trade with your broker တဲ့အဲအောက်ကိုကြည့်ချင်းအမှ indicator ဆိုပြီးပေါ်လာ indicator နှိမ့်လိုက်လို့ချင်းတမျိုးကအခုပြောနေတဲ့ indicator ဆိုအဲ့ဒါပဲね indicator ကဘာလဲဆိုအခုဒီအောက်မှာပုံမှန်ကြည့်နေကြဖျောင်းနေအောက်မှာအရိပ်လေးတွေ့မလားအဲ့မှာဟိုတိတ်မြင်းချောင်းပေါ်နေအဲ့ဒီဟာ indicator ထည့်ထားတဲ့သဘောမျိုးအဲ့ဒါဟာကိုကြည့်ချင်လို့ရှိရင်ဘယ်ဘက်အပေါ်ကနေစကြည့်မယ်ဆိုလို့ရှိရင်သူအမှပြနေ euro US dollar ပြီးတော့အမှ sell buy but အဲ့ဒီအောက်မှာများလေးဝက်ထားကြမှာအကောင့်နှိပ်ချလိုက်တယ်မှာ VOL လို့ပေါ်လာအဲ့ဒီ indicator ကိုတခုခုထည့်လိုက်လို့ရှိရင်အဲ့နံပါတ်တော့ပေါ်တယ်အဲ့ဒါသူကမြုပ်ထားအကောင့်ပေါ်လိုက်လို့ရှိရင်အမှတတားလေးထည့်လို့ရှိရင်မှလားပေါ်လာရအကုန်လုံးဒါကဖျောက်တယ်ဟိုခဏကွယ်ထားတဲ့ဟာသူရတာ setting AB ဟာဖြတ်တဲ့ဟာအမှဖြတ်ချပလိုက်အဲ့ဒါဘာမှမရှိတော့အခုဒါအတိတ်ဘာ indicator မှမရှိတော့ဒီအောက်ကဒီအဝိုင်းလေးတွေကဒီအဝိုင်းလေးတွေကဘာမို့အဲ့သူရဲ့ news ရှိတဲ့ဟာပါဒီနေ့မှာသတင်းရှိတဲ့ဟာဒီလိုဟို currency ကစားတဲ့ဟာတွေကအဲ့လိုသတင်းတွေအရင်ဟိုဖြစ်တယ်ပေါ့သတင်းနဲ့ပတ်သက်ပြီးတော့ကစားလေးရှိကကြတော့အဲ့တော့အဲ့အကုန်လုံးဟိုမလုပ်ဘဲနဲ့ Bitcoin မကြည့်တော့ Bitcoin ကသတင်းနဲ့အဲ့လောက်တိတ်မထီးသလိုပဲသူကနဲ့သူပဲဆိုတော့ထီတော့ထီမောအနေနဲ့များတော့ဒါမဲ့တက်မလားအဲ့လောက်ထီတော့မဟုတ်ပေါ့ဒါကြတော့နိုင်ငံနဲ့ပတ်သက်ပြီးတော့သတင်းနဲ့အကိုကသိနေရမှာပေါ့သိနေရမို့သိတော့ပို့ပြီးတော့အဲ့တချို့ trade လုပ်ရတဲ့ဟာအဲ့သတင်းတွေရှောင်ရတာရှိတယ်ဒါမဲ့အဲ့ဒါနည်းနည်းရှုပ်ပါတယ်ကိုအခုလောက်တာ Bitcoin ပဲဆိုတော့အဲ့ဆိုလို့ရှင်အခုsign in ပြန်လုပ်လိုက်မယ်နှမို့ဆိုပြလို့မရနေတော့အခု sign in လုပ်လိုက်ပြီဒါတား account တွေ့တာဒီမှာတမျိုးဖြစ်သွားလိမ့်မယ်အဘတို့ဒီ watch list ဒါမှဆိုရင်ဒီတစ်ခုပဲထည့်ထားတယ် account တို့နိုင်လေပြီးတော့တမျိုးပေါ်လာတယ်အဲ့ဆိုစောတော့ပြောတယ်ဒီ trade ဆိုတဲ့ဘာအပေါ်၄000ကိုနိုင်လေလို့ရှင်တမျိုးဖြစ်သွားတယ်အခုဆိုလို့ရှင်တားနမမြင်းချောင်းတစ်ချောင်းအခုထည့်နေကြမြင်းချောင်းတစ်ချောင်းရှိရမလားမြင်းချောင်းတစ်ချောင်းကခေါ်တယ်လို့ပဲ indicator လို့ခေါ်တယ်အဲ့ပြီးတော့တခုဆိုကြည့်လိုက်အောင်နော် BTC USD ဘေးမှာစောတော့ပုံမှန်ဆိုရင် 1D လို့ပြလေဒီဟာ 1D ဖြစ်ရမှာဒီမျိုး 1D ဖြစ်နေမှာဒါဆိုလို့ရှိရင်တောင်းတန်းတိုင်းဖျောင်းတဲ့တင်ရတရက်ကိုစားပြူရအဲ့ကို1 minute လို့ပဲပြောင်းလိုက်တာ1 minute ဆိုမှတေးလေးဖြစ်ကုန်အဲ့ကိုအချိန်ကြီးပြီးဆွဲချလိုက်ပြောသလိုပဲအဲ့ဒီအကွာဝေးကိုမတိရဂျိုးကြောင်ဖြစ်ရင်အခုတနင်္လာနေ့ဆိုပြီးခဲ့တဲ့တောက်ကြနေရအကွာဝေးကိုတော့ကြည့်လိုက်ပြီးခဲ့တဲ့တောက်ကြအကွာဝေးကိုကြည့်ပြီးတော့အဆင်ပြေသလိုအကွာဝေးညှိချလိုက်ဒါနမူနာပြချင်တော့ဟောဒီမှာဒါဆိုလို့ရှိရင်ဒီလောက်ရွေးချတယ်ကိုမျက်စိထဲမှာကွာဝေးကဒီလောက်ဆို okay ရဆိုဒီလောက်ပဲထားလိုက်ပြီးတော့အေးအောက်မှာတရအခုများလေးညာဘက်ကိုညွန်းနေတဲ့များလေးနှစ်ခုရှိတယ်မလားအမ၄000ကွက်သေးလေးအကောင့်တစ်ချက်နိုင်တူရီဆိုအမြိုင်သွားခဲ့တာထိတ်ဆုံးအခုဖြစ်နေတဲ့နာကိုရောက်သွားအဲ့လိုပုံစံမျိုးဒါဒီနေ့ဖြစ်ခဲ့တဲ့ဟာအဲ့ဆိုအခုကလိုအပ်တာဆိုလို့အနောက်ကအယောင်ကွင်းမယ်ပြီးတော့အခု indicator ထည့်ရတဲ့ဟာပဲ indicator ထည့်ရတဲ့ဟာဆိုရှင်ဒီမှာအခု indicator ထည့်တဲ့ပေါ်လို့ရှင်ရေဟာ the phoenix တဲ့ 1.0 ဆိုပြီးတော့မီးပုံစံနဲ့လေအဲ့ဒီဟာအခုအဲ့တကယ်လို့အနောက်မှာ background အနက်ရောင်နေပြီးတော့ဇရာကွက်တွေအဲ့အရာတွေအကုန်လုံးဟိုမတူမှာဆိုလို့တယောက်တည်းမလားဒါအဲ့ဒီလိုမျိုးပေါ်နေလို့ရှင်လေဘာမှထူတော့မဟုတ်ပါဘူးဆိုတော့ပြောလို့ဒီ menu ထဲသွားပြီးတော့ဒီ setting မှာသွားလိုက်ရင် charge အဲ့မှမရှိဘူးခိုင်းနော်နောက်ပြန်ဆုပ်ပြီးအခုကြည့်ရင်နောက်ပြန်သွားလိုက်ပြီးတော့အခုစောတော့ပြောနေအခုခဲတန်းလို့ပြောလိုက်လို့ရှင်ဒီ BTC USD ပြီးတော့1 minute ပြီးမှခဲတန်းတွေ့မလားခဲတန်းပြီးတော့အမှ setting ပြီးတော့များဘယ်ဘက်ကိုညွှန်းနေတယ်များဘယ်ဘက်ကိုညွှန်းနေများပြီးတော့4000ကွက်4000ကွက်ရဲ့အပေါ်မှာတေးတွေ့လာ setting နောက်ထပ်ခလုတ်တစ်ခုရှိသေးတယ်အဲ့ခလုတ်တစ်ခုနှိပ်ချလိုက်လို့ရှင်ဒီမှာပေါ်လာအကုန်လုံးအောက်ဆုံးဆွဲလို့ရှင် more setting ဆိုပြီးတော့တွေ့ရတော့မှာ more setting ကိုထပ်နှိပ်လိုက်လို့ရှင်မှာ scale and lines တဲ့
ဒီ line နဲ့ scale အဲ့လိုမျိုး setting တွေအကုန်လုံးရှိရတဲ့ပုံမျိုးပေါ့ဒီဟွာတွေအဲ့ကွာအေးရဲ့ဘယ်ဘက်ကိုနှိပ်ချလိုက်ဒါလုံးဝသူ့ရဲ့ဟွာပေါ့ကျွန်တော်တို့အကုန်လုံး setting ပေါ့ဒီပထမပေါ်ရတဲ့ sample ဆိုတာအခုဟိုဒီဟာဆိုချင်းအဖြူရောင်နဲ့အစိမ်းရောင်အဲ့လိုမျိုးအကုန်လုံး change လို့ရတဲ့အကြောင်းပြောပါဒါပေမဲ့ကိုယ်ကဘာမှတော့မလုပ်ပါဘူးအဲ့ဒီဟာကိုအခုအနောက်မှာတကယ်လို့မြင်းချောင်းလေးပေါ်နေတယ်ဟိုဟာဖြစ်နေတယ်ဆိုလို့ချင်းဒီနာမပဲဒီ canvas ဆိုတဲ့နာမcolor လေးလာ change လို့ရတယ်မြင်းချောင်းလေးဖျောက်ချလိုက်လို့ရတယ်ဆိုတော့ဒီ၄ခုမြောက်က canvas ကိုနှိပ်ချလိုက်လို့ရှင်အမှပုံမှန်ဆိုလို့ချင်းဒီဟာ solid ဖြစ်လိမ့်မယ်ဒီ guardian လို့မဟုတ်ဘဲနဲ့ solid ဆိုပြီးအယောင်တစ်မျိုးတယ်အခုကအယောင်ကပြောင်းထားတော့ကိုကအယောင်နှမျိုးဆက်လောက်ထားလို့အဲ့လိုမျိုး guardian ဆိုပြီးလောက်ထားတာပြီးတော့မှကိုပြောင်းရှင်းတဲ့အယောင်ပြောင်းလိုက်ဆိုတော့ပုံမှန်လုံးနေကြဒီအယောင်တော့မဟုတ်ပါဘူးထားလိုက်ပါတော့အဲ့ဒါဘာလို့ပြောင်းရှင်းလို့ပြောင်းလိုက်ဒါကိုရောထားပြီးတော့ဒီမှာဒုတိယတစ်ခုက grid lines တဲ့အဲ့ဒီမှာပုံမှန်ဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်နေတယ်မှာဘာလို့ဟာဆိုရှင်သူလားအမဟိုဟာတွေမြင်းချောင်းတွေအများကြီးပေါ်နေတယ်မှာဒီအယောင်အရင်ရုပ်တောက်ပိုင်းဒါနမူနာပြရင်လည်းအဲ့လိုမျိုးမြင်းချောင်းတွေပေါ်နေလို့ရှိရင်အင်းမြင်းချောင်းဖျောက်ချင်ပြောတာနောက်မှာဇရာကွက်မြင်းချောင်းလေးတွေ့ရမှာဘာလို့နမ original ဆိုပေါ်တယ်တဲ့အဲ့ဇရာကွက်တွေကဒါမဲ့ကိုဖျောက်ချင်လဲဖျောက်မဖျောက်ချင်လဲဘာမှတော့ဖြစ်ပါဘူးတဲ့နော်အဲ့တော့ထုံးတဲ့တိုင်းပြန်သွားခြင်း more setting ပြီးတော့ scale line ကိုနောက်ပြန်ဆုပ်ပြီးတော့ canvas ကိုသွားအဲ့ဒီနာမပြင်လို့ရတယ်တကယ်ကိုပြင်လဲအောင်မကိုခိုင်းတော့ဒီကောင်ကဒီလိုမျိုးဖြစ်ပြီးတော့ဒီကောင်ကတော်တော်မှကောင်းဒီမှာ a grid line ကိုဒါဘာမှမကြိတ်လို့ none ဆိုပြီးတော့ဘာမှမလုပ်ထားတာပြီးတော့ဒီမှာ tag ဆိုတဲ့နာမစလုံးကြီးချင်းအမှ16တွေ18တွေလောက်လို့ရတယ်လားဟိုစလုံးကြီးချင်းဆိုတာကနန်းကြီးကြီးမြင့်ချင်လို့ရှိရင်ဥမာ18လောက်လောက်ဟာလို့ရှိရင်ကြီးတော်လားကနန်းကြီးအကြီးဖြစ်လာတော့ကနန်းကြီးအကြီးဖြစ်လာတဲ့ပုံစံပေါ့အဲ့တော့ပြန်သွားလိုက်မယ်အဲ့တော့အဲ့တစ်ခါလောက်လေးတစ်ခါပြန်သွားလိုက်ပြန်နေသူကအလိုပဲဆို16ပဲထားတော့မှအရင်ကြီးလို့ရှိရင်ဟိုဟာတစ်ခါကျမှမမြင်ရမှာဆိုလို့အရင်ကြီးပြီးတော့ဒီကောင်ကလည်းရှုံနေဗီဒီယိုက15မိနစ်ပဲဆိုတော့လောက်မှမဟုတ်အခုပဲ12မိနစ်လောက်ရှိနေဆိုတော့ဟိုလုံးမရမယ်ဗီဒီယိုနှစ်ခုလောက်ဖြစ်ရိုက်ရလိမ့်မယ်အဲ့ဒါနောက်က background change ဆိုတော့အခုကဘာလို့လဲထည့်ဖို့ဒီမျိုးဆိုလို့ချင်းဒီတစ်ခုပဲထည့်ဖို့လိုတာပေါ့အခုဒါဘာဒီအချိန်ကြီးရောက်နေလောက်ပြီဒီအချိန်ကြီးရောက်နေလောက်ပြီဆိုလို့ချင်းဆိုဘာမှမရှိဘူးအခုဆို indicator တစ်ခုပဲထည့်ဖို့လိုတာ indicator ထည့်မယ်ဆိုလို့ရှိရင်အဲ့ဒီခဲရန်လို့ပြောရတော့မယ်ခဲရန်ဆိုအောက်ကတက်မလားခဲရန်ရဲ့ဘေးနာအဲ့ setting ကိုနှိပ်လိုက်ပြီးကြအမှ indicator ဆိုပြီးတော့နှိပ်ချလိုက်ပြီးတော့ဒီမှာ search ဆိုတဲ့ခလုံးနာမှာ the rt ဆိုရေးလိုက် the arty the rt ဆိုအမှအဘာထိတ်ဆုံးကပေါ်လာမှာမဟုတ်အဲ့ favorite လောက်ဟာလို့ favorite portion နဲ့ပေါ်လာလိမ့်မယ် important မှတ်တော့ favorite မလုပ်ထားလို့မျိုးဒါ favorite လောက်ဟာလို့အမှ TMA Phoenix Algo ဆိုပြီးတော့ပေါ်လာအကောင်နှိပ်လိုက်လို့ရှင်အမှဟိုပြတော့ပြန်ဖြောက်လိုက်ဒါမျိုးချွတ်ပေါ်လာဒါကျွညာအမြဲတမ်းတက်တယ်မှာဒါရှုပ်ချက်ခံတာပဲကဲအဲ့လိုဒီထီရောက်ပြီပေါ့နော်နောက်ထပ်ဗီဒီယိုတစ်ခုသွားလိုက်မယ်ဟို73မိနစ်ကျော်နေဆို